အပိုင်း82ရဲ့အစမှာတော့ဂန်ခိုင်ရဲ့ဥဆောင်မှုနဲ့တူယူစကဲရိုအုပ်စုလည်းမူရှီယိုရီမြို့ရှိရာစီကိုရောက်ရှိလာကြပါသည်မြို့ကိုအခြေချလိုက်တာနဲ့တပြိုင်နက်တည်းပဲမာဂိုင်ချူပိုးကောင်တွေကိုနေရာအနှံ့ပြားမှာတွေ့ရှိလိုက်ရပါသည်သူတို့ကလူတွေရဲ့ခေါင်းပေါ်မှာခန္ဓာကိုယ်ပေါ်တွေမှာနေရာတီးတီးကကဏ္ဍအတီးတီးကလူငယ်လူကြီးအစုံစီမှာနေရာယူထားကြပါသည်ယူစကဲရိုကတော့ဒါကိုမြင်နေရပေမဲ့တာမန်လူတွေကတော့အဲ့ဒီပိုးကောင်တွေကိုမမြင်ကြရပါဘူးကီတိုကလည်းတကယ်လို့တာမန်လူတွေအဲ့ဒီအရာတွေကိုသာမြင်သွားမယ်ဆိုရင်သွေးပြတ်သွားနိုင်တယ်ဆိုပြီးလည်းပြောနေခဲ့ပါသည်အဲ့နောက်မှာတော့ဂန်ခိုင်ကအားလုံးကိုမြို့ရဲ့အလဲဗဟိုချက်ကိုစတင်ရှာဖွေဖို့အတွက်အမိန့်ပေးလိုက်ပါသည်ဒီအချိန်တစ်ဖက်မှာလေးပဲကူဝါဘာရာတို့အုပ်စုကကွင်းပြင်တစ်ခုကိုရောက်ရှိလာကြပါသည်ကူဝါဘာရာကတော့ဒါကမြို့ရဲ့အလဲဗဟိုချက်လားဆိုပြီးတော့မင်းနေခဲ့တာပါပတ်ပတ်လေးကိုကြည့်လိုက်ပြန်တော့လေထူးဆန်းတဲ့အရာတစ်ခုမှမတွေ့တာကြောင့်တန်တရားတွေဝင်နေခဲ့ပါသည်ခူရာမာကတော့ဒီလိုမျိုးရှင်းလင်းတဲ့နေရာတစ်ခုမှာ spare caster တွေရှိနေဖို့အတွက်ကရာဂိုင်နှုန်းများတယ်လို့ဆိုလိုက်ပါသည်ဒါကြောင့်မလို့ဒီနေရာကတေးကြတယ်လို့ပြောတော့ဂိုင်တိုကလည်းပဲထောက်ခံလိုက်ပါသည်အကြောင်းကတော့ spare caster တွေကအခုလိုမျိုးရှင်းလင်းနေတဲ့ကွင်းပြင်ကြီးတွေရဲ့မြေအောက်မှာနေထိုင်တတ်ကြလို့ပါအဲ့ဒီချိန်ရုတ်တရက်ထူးဆန်းမှုတစ်ခုကိုခန်းစားလိုက်ရတာကြောင့်ခူရာမာတယောက်တစ်ဖက်ကိုပြေးထွက်သွားပါသည်အဲ့နောက်မှာတော့ဂိုရောင်တစ်လုံးကိုတွေ့လိုက်ရပြီးခူရာမာကတော့သူတို့ကိုစောင့်ကြည့်နေတဲ့သူအနီးနားတစ်ဝိုက်မှာရှိနေပြီဆိုပြီးရှင်းပြနေခဲ့တာပါကူဝါဘာရာကဒါကိုမခန်းစားမိဘူးလို့ပြောတော့ဗိုတန်ကလက်မခံခဲ့ပါဘူးအကြောင်းကတော့ကူဝါဘာရာတယောက်ပြိုင်ပွဲပြီးကလေးကစိတ်ဝိညာဉ်စွမ်းတွေကိုအခုချိန်ထိပြန်မရသေးလို့ဆိုပဲဖြစ်ပါသည်အဲ့ဒီချိန်တစ်ဖက်ကချုံမုတ်ထဲမှာတော့လူတယောက်ကသူတို့ကိုချောင်းကြည့်နေပါသည်အဲ့ဒီအချိန်ယူစကဲတယောက်ထူးခြားမှုကိုခန်းစားမိသွားပါပြီဒါကြောင့်သူကသူတို့အနေနဲ့တယောက်ရဲ့နေမီတွေကိုဝင်သွားမိပုံရကြောင်းဂန်ခိုင်ကိုပြောပြလိုက်ပါသည်ဒီလိုနဲ့ဘေဘီဝဲယာကိုကြည့်လိုက်တော့လေမြေအောက်လေကားတွေတစ်ခုကိုတွေ့လိုက်ရပါသည်ဒါကြောင့်သူတို့ကအောက်ကိုဆင်းသွားပြီးအောက်မှာတော့ဘားဆိုင်တစ်ခုကရှိလို့နေတာပါဘားဆိုင်တွေကိုကြည့်လိုက်တော့ဝန်ထမ်းတချို့နဲ့ customer တချို့ကိုတွေ့မြင်လိုက်ရပါသည်တဆိုင်လုံးပေါင်းလိုက်တော့မှဝန်ထမ်းအပါဝင်လူဦးရေက6ယောက်ပဲရှိတဲ့အနက်အဲ့ဒီထဲကတစ်ယောက်ကစပယ်ကတ်စတာဖြစ်နိုင်ခြေအတော်လေးများလာပါသည်ဒါပေမဲ့တဆိုင်လုံးလဲစပယ်ကတ်စတာတွေဖြစ်နိုင်ခြေကရှိနေပြန်တာပါဒါကြောင့်သူတို့ကစောင့်ကြည့်နေကြချိန်ဇပွဲဝိုင်းတစ်ခုမှာထိုင်နေတဲ့လူတစ်ယောက်ကထားလာပါသည်နောက်ပြီးမင်းတို့မှာထူးခြားတဲ့စွမ်းအားတွေရှိတယ်မလားဆိုပြီးတော့မင်းနေခဲ့ပါသည်ဒါကိုကြားတော့ဝန်ထမ်းတွေကဆိုင်ထဲမှာရန်ဖြစ်လို့မရကြောင်းလှမ်းပြီးတော့အတိပေးနေပါသည်ဒါကြောင့် use scale သူတို့ကစွမ်းအားရှင်တွေဖြစ်ကြောင်းဝန်ခံလိုက်ပြီးနယ်နိမိတ်ဥမင်လိုင်ကောင်ရဲ့အလဲဖို့ချက်ကိုချနေတာဖြစ်ကြောင်းပြန်ပြောလိုက်ပါသည်ဒါကိုသဘောပေါက်သွားတဲ့ငနေကဥမင်လိုင်ကောင်လားလို့ပြန်မေးလိုက်တဲ့အချိန်မှာတော့ use scale တို့အားလုံးလည်းတုံ့လှုပ်သွားကြပါသည်ဒါကြောင့်သူတို့ရှိမှရှိနေတဲ့ငနေကယူကိုင်းတွေရဲ့အပေါင်းပါဟုတ်မဟုတ်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါသည်ယူစကဲကသူကိုယ်တိုင်စမ်းသပ်ချင်ပေမဲ့ကီတိုတယောက်ကတော့ဒါကသူ့ရဲ့နေမြေပဲလို့ဆိုကအရှိကိုတက်သွားပါသည်နောက်ပြီးတော့တကယ်လို့သာရန်သူအနေနဲ့စိတ်ဖက်နိုင်တဲ့စွမ်းအားမရှိဘူးဆိုရင်သူ့ရဲ့စွမ်းအားလုံးလုံးပုံကိုလည်းသိစရာအကြောင်းမရှိဘူးဆိုပြီးတွေးနေခဲ့ပါသည်အဲ့နောက်မှာတော့ကီတိုကသူ့ရဲ့နေမြေစွမ်းအားကိုအသုံးပြုလိုက်ပြီးတစ်ဖက်ကငနေရဲ့အရေးကိုနင်းချဖို့အတွက်ကြိုးစားလိုက်ပါသည်ဒါပေမဲ့အနာရောက်ခံဒီလေးမှာနေမယ်ငနေကခုန်ထွက်သွားတော့ကီတိုတယောက်အံ့ဩသွားခဲ့ရပါသည်အဲ့ဒီအချိန်မှာပဲသူ့ရဲ့မျက်ခွက်သေးကိုငနေရဲ့လက်သီးချက်ပေါင်းများစွာကဝင်လာခဲ့ပြီးကီတိုတယောက်စုပ်ပြတ်တက်သွားပါသည်အဲ့နောက်မှာတော့ကီတိုတယောက်စက်တိုက်တွေအထူးခံလိုက်ရကလဲကျသွားတော့တာပါငနေကတော့သူ့ရဲ့အရေးကိုနေမှုအတွက်စူးစမ်းနေတယ်ဆိုရင်လက်လျှော့လိုက်ဖို့အတွက်ပြောနေခဲ့ပါသည်နောက်ပြီးတော့တစ်ဖက်ကရဲကိုဖုံးဆက်ခေါ်ဖို့လုပ်နေတဲ့ဘာတန်နာကောင်ကိုလည်းချိန်ချောက်လိုက်ပါသည်အဲ့နောက်မှာတော့ငနေကသူက professional လက်ဝိတ်သမားတယောက်ဖြစ်ကြောင်းစတင်မိတ်ဆက်ပါတော့သည်သူ့မှာစိတ်ဖက်နိုင်တဲ့စွမ်းအားလည်းရှိတယ်လို့အဲ့ဒီစွမ်းအားကိုအသုံးပြုပြီးကမ္ဘာချန်ပီယံခပတ်ကိုယူရောမှာဖြစ်ကြောင်းလည်းရှင်းပြလိုက်ပါသည်ဒါကိုကြတော့ဂန်ခိုင်ကလည်းပဲတစ်ဖက်ကရန်သူစီမှာစိတ်ဖက်နိုင်တဲ့စွမ်းအားရှိမှန်းနားလေသဘောပေါက်သွားပါသည်အဲ့ဒီချိန် use scale ကတော့အရှိကိုတက်သွားခဲ့ပြီးသူနဲ့ဘိုင်ဝမ်ထိုးဖို့စိန်ခေါ်နေတာပါယာနာဂီဆာဝါကတော့ဒီအခြေအနေကိုစိတ်ပူနေပါသည်ဒါကြောင့်သူကဂန်ခိုင်ကိုတားဖို့အတွက်ပြောပေမဲ့ဂန်ခိုင်ကတော့သူ့ရဲ့လက်ရွေးစင်တပည့်တယောက်လည်းဖြစ်တယ်လို့ဒက်တာနာမန်ရဲ့ချန်ပီယံဖြစ်ခဲ့မှုတဲ့ use scale ပေါ်မှာယုံကြည်ချက်တွေအပြည့်ရှိလို့နေပါသည်အဲ့ဒီအချိန်မှာတစ်ဖက်ကငနေကတော့သူ့ရဲ့လှုပ်ရှားမှုတွေကိုစတင်လာပါသည်သူကခုံဆွားလုပ်နေပြီး use scale ကိုသူ့စီဝင်လာဖို့အတွက်စိန်ခေါ်နေတာပါဒါပေမဲ့ညံကောင်းတဲ့ use scale ကတော့သူ့ရဲ့စိတ်ကိုဖတ်ဖို့ကြိုးစားနေတဲ့ရန်သူရဲ့အတွေးကိုရှုပ်သွားစေဖို့အတွက်ဖြောင်းလက်တီထိုးမဲ့ဆိုတဲ့အတွေးကိုအခါတရလောက်တွေးပြလိုက်ပါသည်ဒါကြောင့်မလို့တစ်ဖက်ကကောင်ကလည်းစိတ်ရှုပ်သွားရပြီးအာယုံပြတ်နေချိန်မှာဖြောင်းလက်တီကဝင်လာခဲ့ကတစ်ချက်သေးနဲ့ပွဲသိမ်းသွားခဲ့ပါသည်ဒါကိုမြင်တော့အားလုံးကလည်းမယုံနိုင်ဖြစ်သွားပါသည်အဲ့ဒီအချိန် use scale ကတော့လဲကျနေတဲ့ငနေစီကအစွမ်းကိုကူးယူဖို့အတွက်ယာနာဂီဆာဝါကိုအမိန်ပေးလိုက်ပါသည်ဒါကြောင့်ယာနာဂီဆာဝါလည်းလက်ဝိတ်သမားစီကအစွမ်းတွေကိုကူးယူလိုက်ပြီးသူ့ရဲ့ပုံစံကိုပြောင်းချလိုက်ပါသည်ဘာဒနာနှစ်ယောက်ကတော့ဒါကိုမြင်ပြီးဘာပြောရမှန်းမသိဖြစ်နေကြတာပါတစ်ဖက်မှာလည်းပဲကိုဝမ်မာရဲ့လက်ထောက်ဖြစ်သူကဒါကအတော်လေးစိတ်လှုပ်ရှားစရာကောင်းတဲ့အစွမ်းဆိုပြီးတော့ချီးကျူးလို့နေပါသည်အဲ့ဒီအချိန်သူတို့ကိုခူရာမာကသတင်းပို့လာပါသည်သူတို့အနေနဲ့လေကွင်းထဲမှာဘာသဲလွန်စားမှမတွေ့တာကြောင့်ယူစကေရိုအုပ်စုနဲ့သွားပေါင်းတော့မှဖြစ်ကြောင်းပြောကပြန်ပြောက်သွားခဲ့ပါသည်ဒါကြောင့်မလို့ကိုဝမ်မာလေးပဲအာယာမဲကိုဆင်းခေါ်လိုက်ပြီးမူရှီယိုရီမြို့ရဲ့အခြေအနေကိုနောက်တစ်ခေါက်သွားရောက်စစ်ဆေးဖို့အတွက်အမိန့်ပေးလိုက်ပါသည်နောက်တစ်ခါမှာတော့ယူစကေရိုအုပ်စုကလက်ဝိတ်သမားနဲ့အတူတူထိုင်နေကြပြီးလက်ဝိတ်သမားရဲ့နာမည်ကတော့မူရိုတာဖြစ်ကသူ့ရဲ့အစွမ်းကတော့
မီတာ30လောက်မှရှိတဲ့လူတွေရဲ့အတွေးကိုခိုးပြီးတော့နားထောင်နိုင်စွမ်းရှိတာပါဒီစွမ်းကြောင့်မလို့သူကအတော်လေးကိုမှအာရုံနောက်ရပါသည်ဒါကြောင့်သူမကြားချင်ပဲကြားနေရတဲ့အရာတွေကိုရှောင်လွှဲဖို့အတွက်မြေအောက်ကဘာမှသွားပုံအောင်နေခဲ့တာဖြစ်ပါသည်ဒါပေမဲ့ use scale ရောက်ရှိလာပြီးသူရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးသွားပါပြီအခုချိန်မှာသူကဘန်းချက်မှာထိုင်နေရင်မီတာ30လောက်ကလူအုပ်ကြီးရဲ့စကားသံတွေကိုမကြားချင်ပဲကြားနေရပါသည်ဒါကြောင့်မလို့သူကချွေးတွေပြန်နေပြီးဂန်ခိုင်ကတော့အဲ့ဒီအစွမ်းကိုထိန်းချုပ်နိုင်ဖို့ဆိုရင်စိတ်ငြိမ်ငြိမ်ထားဖို့လိုအပ်ကြောင်းတင်ကြားပြသပေးနေပါသည်အဲ့ဒီအချိန်မှာပဲမိုရိုတာတယောက်ထူးဆန်းတဲ့အာယုံတစ်ခုကိုရရှိလိုက်ပါသည်ဒါကြောင့်သူကတစ်ဖက်ကိုကြည့်လိုက်တော့ဓာတ်တိုင်နောက်မှာရက်နေတဲ့ចောင်းသူလေးတယောက်ကိုတွေ့လိုက်ရပါသည်အဲ့နောက်မှာတော့မိုရိုတာကကောင်မလေးရဲ့အတွေ့တွေကနှာဘူးဆန်တဲ့စိတ်ကူးတွေကိုအာယုံခံမိကုန်ပြီးနှာခေါင်းသွေးတွေပါရှန်ကုန်มาတော့တယ်ဒါကြောင့်မလို့ use scale လေးပဲတောက်ခွက်လာပြောင်းနေတဲ့မိုရိုတာကိုတစ်ချက်ကျွေးလိုက်ပြီးရန်သူကိုသာအာယုံခံပေးဖို့အတွက်တောင်းဆိုလိုက်ကအဲ့လိုမှမဟုတ်ရင်တပ်ပြစ်မယ်ဆိုပြီးလဲချိန်ချောက်လိုက်ပါသည်အဲ့လိုနဲ့သူတို့အားလုံးလည်းပန်းချက်မှာဆက်ထိုင်နေကြရင်မိုရိုတာကိုအာယုံဆက်ခံခိုင်းပါသည်တခြားမှာတော့မူရိုတာတယောက်တစုံတယောက်ရှိကြောင်းကိုအာယုံခံကြောင်းပြောပြီးသူကချွေးတွေပြန်နေပါသည်သူအာယုံခံမိလိုက်တဲ့ကောင်ကအတော်လေးကိုမှကြောက်စရာကောင်းလို့ပါဒါကြောင့်သူကခြောက်ချားလာခဲ့ပြီးအတွေ့တွေကကောင်ကလည်းသူ့ကိုအားလုံးကိုတပ်ပစ်ဖို့အတွက်အမိန်လှမ်းပေးနေပါသည်ဒါကြောင့်မလို့မူရိုတာလည်းတီးမခံနိုင်တဲ့အစုံသူ့ရဲ့နားနှစ်ဖက်ကိုပိတ်ထားလိုက်ပါသည်အဲ့ဒီအချိန်လူအုပ်ကြားတွေကနေပြီးဆန်ဆွေကပေါ်လာခဲ့ပြီးသူကအကြည့်တစ်ချက်နဲ့မူရိုတာကိုတပ်ပစ်လိုက်ပါသည်ဒါကြောင့်မူရိုတာလည်းနှစ်ဖူးကိုစနိုက်ပါကြီးနဲ့အပြစ်ခံလိုက်ရတယ်လို့မျိုးထုတ်ချင်းပေါက်ပြီးလဲကျသွားပါတော့တယ်အဲ့နောက်မှာတော့သူတို့အားလုံးကမူရိုတာကိုကယ်တင်ဖို့အတွက်ဆေးရုံကားကိုခေါ်လိုက်ကြပါသည်ယာနာဂီဆာဝါကတော့မူရိုတာရဲ့နှစ်ဖူးတွေကကြည်စံကိုသာအချိန်မီမဖယ်နိုင်ဘူးဆိုရင်တည်သွားနိုင်တာကြောင့်မလို့စိုးရိမ်နေတာပါအဲ့ဒီအချိန်ဂန်ခိုင်ကမတည်နိုင်ဘူးလို့ဆိုတာခဲပြက်တစ်ခုကိုထုတ်ပြလာပါသည်နောက်ပြီးမူရိုတာရဲ့နှစ်ဖူးကိုထိမှန်သွားတဲ့အရာကကြည်စံမဟုတ်ဘဲခဲပြက်တစ်ခုဖြစ်ကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့အားလုံးလည်းအံ့ဩကုန်ကြပါသည်အဲ့ဒီအချိန်တစ်ဖက်မှာလည်းပဲဂေကိုနဲ့ရှီဇူရိုတို့ကမူရှီယိုရီမြို့တော်ရှိရာစီကိုရောက်လာခဲ့ကြပါသည်ရှီဇူရိုကတော့ပဝင်းကျင်းအနက်မှာပြည့်နေတဲ့မာကိုင်ချူကောင်တွေကိုကြည့်ပြီးထိတ်လန့်နေတာပါအဲ့ဒီအချိန်မူရိုတာကိုတည်ဆောင်သွားတဲ့ဈေးရုံကားကသူတို့ရှိကနေဖြတ်သွားပါသည်နောက်ပြီးပူးကပါဈေးရုံကားနောက်ကိုလိုက်သွားတာကိုတွေ့လိုက်ရချိန်မှာတော့သူတို့လည်းကားနောက်ကနေလိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါသည်တစ်ဖက်ကတိုက်ပေါ်မှာတော့ဆန်ဆွေကစနိုက်ပါသမားတစ်ယောက်နဲ့တွေ့ဆုံလို့နေပါသည်နောက်တစ်ခါမှာတော့ဈေးရုံတစ်ခုကိုပြသထားပြီးပြန်လဲတက်တာလာတဲ့မူရိုတာကသူအာယုံခံပြီးတဲ့အကြောင်းအရာတွေကို use scale အုပ်စုကိုပြန်မျှဝေနေပါသည်သူအာယုံခံပြီးတဲ့လောက်ဆိုရင်ဦးမင်လိုင်ကောင်းတူဖို့အတွက် Dark Angel တကားဆောင် Sniper Game Master ဆရာဝန်နဲ့တင်မောသားစတဲ့9ယောက်ကဦးမင်လိုင်ကောင်းကိုဒူးမဲ့အဓိကလူတွေအဖြစ်ပါဝင်ကြပါသည်အဲဒီနောက်မှာတော့မူရိုတာတယောက်ခေါင်းနဲ့မတရားကြိုက်လာပြီးသူဘာမှမစဉ်းစားနိုင်တော့ပါဘူးဒါကြောင့်မလို့ဂန်ခိုင်က use scale ကိုပန်းချမာတို့ကသတိထားမိတာတစ်ခုခုရှိလာလို့မေးလိုက်ပါသည်ဒါကြောင့်မလို့ use scale လေးပဲအာယုံကိုပြန်စူးစီးလိုက်ပြီးပြန်တွေးကြည့်လိုက်ခါမှဆန်ဆွေရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကြီးကအထင်းသားပေါ်လာပါသည်နောက်ပြီးဆန်ဆွေရဲ့တီရှိပုံကအာနိုနဲ့အဆင့်တူတူလောက်ဖြစ်နိုင်ကြောင်းပြောပြလိုက်ပါသည်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆန်ဆွေကထူးခြားတဲ့လှုပ်ရှားမှုမျိုးတစ်ခုမှမလုပ်ခဲ့ပါဘူးဒါကိုကြတော့ဂန်ခိုင်ကမူရိုတာကိုခဲပြက်နဲ့ပြစ်လိုက်တဲ့ကောင်ကဆန်ဆွေမဟုတ်မှန်းရိပ်မိသွားပါသည်တကယ်တော့ပြစ်ခတ်လိုက်တဲ့သူကစနိုက်ပါဖြစ်နေခဲ့တာပါသူရဲ့စွမ်းကတော့ပြစ်ခတ်ခြင်းတဲ့အရာကိုယူကီစွမ်းအားထည့်သွင်းလိုက်ပြီးမီတာ900ကျော်ပတ်လည်မှာရှိတဲ့အကွာဝေးကအရာမှန်သမျှအားလုံးကိုပြစ်ခတ်နိုင်တာဖြစ်ပါသည်မီတာ900ဆိုတဲ့အကွာဝေးကအရန်ကိုကျေပြောတဲ့အတွက်ယာနာဂီဆာဝါတို့လည်းထိတ်လန့်ကုန်ကြပါသည်ဒီလိုစွမ်းအားကိုတေချာအသုံးပြုနိုင်တဲ့သူနဲ့သာသွားရှုံးမိမယ်ဆိုရင်ဘလို့ပြိုင်ပန်းမျိုးဖြစ်ဖြစ်ထိုင်နေနောက်မှာအသက်ဆုံးရှုံးသွားနိုင်ပါသည်တစ်ဖက်မှာလည်းပဲဆရာဝန်တူကဒီမြင်ကွင်းကိုကြည့်ရင်သဘောကျနေခဲ့ကဇလန်လေးကလည်းဒီမာရီမဲတက်ခန်းရက်လို့သွားခဲ့ပြန်ပါသည်